waiting 8.2 ရထားတဲ့ horror ကားတကားမှာညီမလေးကမောင်နှမတွေကိုပြင်းပြင်းထန်ထန်ခြောက်လိုက်ရင်မင်းဆိုရင်ရောဒီကားကိုအပြစ်ထိကြည်ရဲပါမလားဒီကားကတော့နော်အသိငယ်တဲ့သူတွေလုံးဝမကြည့်တဲ့စကားတကားနော်ဇလန်းဆလာခင်မာရဲရစပြီးဖြဲတာမောင်နှမတွေဖခင်နဲ့ဆိုပြီးရှိရဲ့ကြီးလက်ဒေတာလေးကိုမတွေ့ရကြလို့သွားကြတာဖဖေနဲ့ဆိုဖီနဲ့မောင်နှမတွေတွေးကြရင်းနဲ့ရေတကွန်ရှိရဲ့နေရာကိုသူခီးထွက်ကြရင်ပျော်ပပလမ်းလေရောက်ရောဘာဖြစ်တယ်ထင်လဲကားစီးတံဖြစ်ပြီးတော့ညီမလေးကဆုံးသွားတယ်အဲ့အချိန်မှာမောင်နှမတွေပူဆွေးကြည်ကွဲနေတဲ့အချိန်အိမ်ကိုရောက်တော့မယ်ရှိသေးရဲ့အဲ့မှာစတင်တော့ပါပဲညီမလေးဆိုဖီကလုံးဝကိုကြမ်းတမ်းခြောက်လန့်တော့ပါညီမလေးဆိုဖီမတည်ခင်တော့က तू ကစိတ်တဘောလားလေးကောင်းပြီးတော့အလွန်ရှစ်စရာကောင်းတဲ့ကလေးမလေးဆိုဖီတယောက်တည်ဆုံးသွားတဲ့နောက်မှာဘာလို့မောင်နှမတွေကိုလှက်ပြီးတော့ကြမ်းဘာကြောင့်ခြောက်လိုက်ရလဲဆိုတာကိုဒီဇလန်းမှာသိကျင်တယ်ဆိုရင်တော့ဇလန်းကိုအပြီးထိကြည့်မှရပါမယ်ဒီဇလန်းလေးကိုကြည့်ကျင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Telegram Channel မှာလည်းဝင်ကြည့်လို့ရတယ်လို့ comment မှာလည်းကျွန်တော်လင်းချပေးထားပါမယ်ဘာဆောင်လဲတော့ကြည့်လိုက်တော့လေ